တနစ်မှာအချိန်ထောင်ကားလောက်ငလင်လှုပ်တဲ့ဂျပန်နိုင်ငံမှာငလင်တောင်မတုံလို့ပဲနဲ့သူတို့ဘာကြောင့်ခံနိုင်သွားကြရလဲဘာဖြစ်လို့လဲဆိုလို့ရှိရင်သူတို့ဒီနှစ်ချက်ကိုလုပ်ကြပါတယ်နံပါတ်1ချက်ကမူဂျိုကလေးတွေကနေစပြီးတော့သူတို့ငလင်လေးချိန်အောင်တစ်လားတစ်ခေါက်လုပ်ကြပါတယ်ဘာကြီးလေးချိန်ကလုပ်ကြလဲဆိုတော့ drop cover ဟိုဆိုပြီးတော့မှအဆင့်3ခုရှိပါတယ် drop ကကျမ်းပြင်ပေါ်မှာဝတ်နေပါတယ် cover ကကြတော့မပြိုကျနိုင်မဲ့အရာဝတ္ထုတွေအောက်မှာခေါင်းနဲ့လက်ပင်ကိုအကာအကွယ်ယူပြီးတော့နေပါတယ်နောက်ဆုံးဖိုးကကြတော့တခုခုမိမိရဲ့ဂိုင်နာမှာဆိုပြီးတော့အဆင့်3ခုရှိပါတယ်နံပါတ်2ချက်ကငလင်လုံးဝရက်ပြီးတော့ကျွန်တော်အပြင်ပြန်ထွက်တဲ့ချိန်မှာဆိုလို့ရှိရင်အိုဟာရှိမို့ဆိုတဲ့အချက်၄ချက်နဲ့ပြန်ထွက်ကြပါတယ်အဲ့မှာအိုကကြတော့အိုဆနိုင်မတွန်းရဟာကကြတော့ဟာရှိရနိုင်မပြေးရရှိရကြတော့ရှာဘဲရနိုင်စကားမပြောရမူကကြတော့မိုးတို့ရနိုင်နောက်ပြန်မလဲရဆိုပြီးတော့ဒီအချက်၄ချက်ကိုပေါ့နော်မူဂျိုကလေးကနေစပြီးတော့ဘိုးဘွားတွေအထိကိုလေ့ကျင့်ထားကြတာဖြစ်ပါတယ်ဒီချက်တွေကိုလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်ငလင်ကြောင့်အသက်ဆုံးရှုံးရတာရောပန်းနဲ့ကြောင့်တယောက်တစ်ယောက်ထိခိုက်မှုတွေကိုပါရှောင်နိုင်မှာဖြစ်ပါတယ်အဆုံးထိကြည့်ပေးရတဲ့အားလုံးကျေးဇူးတင်ပါတယ်ငလင်ပေးတဲ့နေရာနေပြီးတော့အားလုံးကင်းဝေးကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျ